ထိုးတယ်ဘယ်လဲ9000ကအကျွေးပေါ့ရဲ့ဒီမှာဟဲဝဲမှာအကျွေးလက်ခံလို့မရဘူးแต่ไม่ใช่เท่าไรป่ะแค่ไปมาเนี่ยวันไรป่ะแค่มาช่วยเรางั้นเราแค่มาผู้สั่งชิงเนี่ยเลยเราเลยด้วยส่วนละช่วยเราเลยค่ะဟုတ်တယ်ပတ်စံမရှိတော့မဆော เท่าไรป่ะไปมาเนี่ยวันไรป่ะตัวထွက်လိုက်ပါတော့เนี่ยเลยဝင်มาတော့တော်လည်းမဝင်ဘူးတကယ်ပဲငါပဲဖဲဝေရမယ်ဆိုတော့ရိုးသားရှုံရင်တော့ပုံမှန်ချုပ်ဟုတ်သေးတယ်ဒီမှာမလောက်လေရှင်းရတယ်တမလိုက်ကြတော့မှလည်းပတ်စံနဲ့ပြောတော့ဆိုတော့ခဏလေးပြေးရိုးသားတော့မှလည်းမရိုးသားတိကျဖြစ်နေလို့လေဘာလို့ရှင်းစကားဘာစကားလဲကိုဘာသာကိုဖဲမကောင်းတော့ဘူးတဲ့ကိစ္စတို့သားပြီးဆွဲမထည့်နဲ့နော်တော့ကြပါတော့ဒီတော့မြန်ဖြစ်မှလားဖဲဆောက်မှလားကြောက်ငါတိုင်လက်ကြမှာပဲတကယ်ပဲရပြပြဟေးရှင်းရဟေးဘယ်မှာတော့မပြေနဲ့ကွာသတင်းအကြရတာလားဟေးနေလူရတော့ဖက်ခိုင်းလားရှင်းဟုတ်တော့ပဲအပြေဖက်တော့ပြေတော့မကွာတမဖက်မှာအိုးဆိုရဖက်နေအေးပြောနေတော့ထွက်လာရင်တတ်တာပဲနော်လူများလေမစောလာတော့အောင်ညဘယ်ရဲမှမပါဘူးရေတော့ဘေးကြောင်ငါလည်းပဲအမေကြီးပဲပြေအောင်ညပါကောင်းလေ တို့ကရုပ်ဝဲရေးချင်းနဲ့ဒုစရိုက်ပါပြောရတော့တစ်ခါတလန်းနေတာဝန်ယူထားတာအမလေး